ကျေးဇူးကြောင့်ကျေးဇူးနဲ့လွန်မြောက်ဘူးတဲ့သူအတော်ဖြစ်သူနဲ့အတူတငငချင်းနဲ့တော့ချက်ကြီးကြတဲ့အခါပြောလို့မတွေ့ကြပေမဲ့ကဲကြီးမှာဆိုရင်စောင့်နေမယ်လို့တော့အထမော်တရကတမွန်နဲ့တိုက်ခိုင်ကတိတ်တော့ပါတော့တယ်ကိုချီမီဆိုတဲ့အမျိုးသားသူ့တော်ကိုစာကာဆိုတဲ့အမျိုးသားကြောင့်မေးပြီးသူရှိတဲ့နေရာတော့ဖို့လုံနေတာပေါ့တငငချင်းဖြစ်သူတွေလာတဲ့အခါမှာတော့ကားမဆက်နှလို့ခွဲလာပြီးလာခဲ့ကြပါတယ်တောင်းနေမြို့ထွက်လာတဲ့အချိန်မှာတော့အတော်ဖြစ်သူကစိတ်ချသွားပါပြီဘာလို့ဆိုမြစ်ပြန်ဘာကျေသားမှမတက်ရောက်နိုင်တော့လို့ပါအဲ့ဒါကြောင့်မလို့အရှိကုန်မြင်ပြီးမောင်းတော့တာပေါ့စာကာနေတဲ့မြို့ရောက်တဲ့အချိန်မှာတော့သူမရှိတော့တွေ့လိုက်ရပါတယ်ဒါမဲ့ဒီတိုင်းမဖြစ်ချင်တာနဲ့ကဲကြီးလည်းရှိနေတာမလို့တောက်ဆော့မယ်ဆိုပြီးအဝေးလဲပြီးတော့ကြတာပေါ့ခွေရောက်တာနဲ့ရေထဲကိုစင်ကူတင်းနေတဲ့ရေပက်တွေဆော့နေဘူးစားလုံးသားလေးနောက်ပြီးတဲနဲ့ဖူတိုင်းကစားနေကြတာပါကိုချီမီလဲဆော့နေကွန်မြူနတီကိုမြင်ပြီးတော့ကြည့်တော့ကဆမင်းဖြစ်နေတာမြင်ပြီးဝမ်းသာသွားပါတယ်နောက်အတူတူစုပြီးဖျဲသီးတွေစားကြပျော်နေကြတာပေါ့ဒါမဲ့ပိုက်ဆာလာမလို့တခုတောက်ဆော့ဖို့လုပ်တဲ့အချိန်ကျသက်တရကဒီမှာပဲပလက်စာလို့စားကြမယ်ဆိုပြီးငါဖျက်ပြင်ကြပါတယ်ဒါမဲ့ဖမ်းအခရာမလို့တေးနေပဲအဆုံးသက်သွားတာပေါ့အကောင်းဆုံးရသွားတာရေပွဲပါအဲ့ဒါနဲ့အသားတွေဝဲကင်ဆာပြီးတာနဲ့ဗော်လီဘောပုံနဲ့ကစားနေကြတာပါအဲ့ချိန်ဆက်ကလည်းရောက်တာလို့ကျေသက်ဖြစ်တဲ့နေမိခဲ့ကြပါတယ်ဒါမဲ့သူကတော့ဖျဲချက်မှာပဲမင်းတို့သိရလိမ့်မယ်ငါမမှန်းပြီလို့ပြောလိုက်ပါတယ်အဲ့ချိန်လေးတက်လာပြီးဘောလုံးလွန်သွားလို့ကျသက်တရကတောက်ခဲ့ပြီမဲ့ရေရမ်းတက်တာမလို့ရေမွန်းသွားတာပေါ့အဲ့ဒါကြောင့်ကိုချီမီနဲ့ကစားတော့ကဘလို့တဲ့အချိန်တမော်တစီရောက်လာပြီးတိုက်တော့ကကျောင်းသားနဲ့ခနာကိုပြတ်တက်သွားပြီးရေရီရတဲ့သွေးရံပြပြောင်းနေတော့ကတည်သွားခဲ့ပါတယ်ကိုချီမီတို့ကတော့ကျင်းသားဒီမှာမဖြစ်နိုင်ဘူးလေလို့ရေယွင်းဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်